လို့ကျွန်တော်ကအန်ကဲကိုဖျက်ဆီးတယ်မဟုတ်တာဗျာဘာမဟုတ်ရမှာလဲရှင်ကဒယ်ရီကိုရွယ်တူတငယ်ချင်းတွေလိုမျိုးမလေးမစားဆက်ဆံနေဘားတွေကလတ်တွေ KTV တွေကိုလည်းမရောက်ရအောင်ရှင်မဲခေါ်သွားတယ်ကျမဒယ်ရီကလေအစအဲ့လိုမျိုးဘဲမှသွားတတ်တာမဟုတ်ဘူးမင်းကျွန်တော်အထင်လွဲနေပြီကျွန်တော်ကသာအရင်တော့အဲ့လိုနေရာမျိုးတခါမှတော့ရောက်ဘူးတဲ့ကောင်မဟုတ်ဘူးအန်ကဲခေါ်မှနေရာဆုံးကျွန်တော်ရောက်တာရှင်ပြောချင်တာဒယ်ရီကပဲရှင်ကိုဖျက်ဆီးတယ်ပေါ့လေဟဟလားချစ်မဖြစ်ရလေရှင်ထားလိုက်ပါတော့ကျမဆက်ပြောနေလေရှင်လှည့်ပတ်ပြီးတော့လိန်နေအောင်ပါပဲကျမသိချင်တာရှင်နဲ့ဒယ်ရီနဲ့ကလေအချိန်ပြည့်တိုးနဲ့အဲ့ဒါဘာတွေပြောနေတာလဲဘာကိစ္စလဲမင်းကိုစစ်စင်းရဲမှာဆိုလို့ပြောပြတာပဲဖြစ်မှာပါဒါပေမဲ့နေကျွန်တော်ရဲ့ပုံမှာတမျိုးထင်နေမှာဆိုလို့ကျွန်တော်အမှန်တမ်းပြောပြတာမင်းနဲ့ကျွန်တော်နဲ့ကိုအမြန်ဆုံးအိမ်တော်ချပေးလိုက်ရင်ဟိုကောင်းလက်ကနေနေလွတ်သွားမယ်ရှင်စော်ကားလာ ਈ လားရှင်ရောက်မှလာ ਈ လားကျွန်တော်ဘာမှရုံမှလို့လဲဗျာအငယ်ပြောတဲ့အတိုင်းပဲကျွန်တော်ပြန်ပြီးပြောပြရသည်အဲ့တော့ရှင်ကဘာပြန်ပြောလိုက်လဲကျွန်တော်စဉ်းစားပြရစေအောင်အငယ်